လိုရှင်းလိမ့်နေရတယ်3 4လဖြစ်နေအခုထီရလည်းဖြူမလားညီမဟိုလေညီမသားကိုနည်းနည်းတိတိတတ်တာနဲ့ဖြူချင်တာကွာဘယ်လို treatment နေရမလဲဟုတ်ဒီမှာ whitening treatment လေးရှိပါရင်မစိတ်ဝင်စားရင်တော့ဆရာမလေးနဲ့ဆွေးနွေးလို့ရရင်နော်မဟုတ်ပတ်စံမရှိသေးဘူးဆရာဝန်နဲ့နောက်မှတိုင်တယ်ညီမတို့သိရမလားညီမတို့ပဲရှင်းပြဟုတ် whitening တွေကမနာမကျင်ပဲအချိန်တိုအတွင်းအလင်းမြတ်စောအသားကြည့်စီမဲ့ treatment ပါ whitening တွေမှာ gluta collagen vitamin C နဲ့ antioxidant တွေပါဝင်တာဖြစ်လို့အသားရည်ကိုကြည်လင်စေတယ်အဆက်ပြောင်များကိုတက်တာစေတယ်အရည်ပြားအတွင်းမှာ collagen တက်ထွက်အောင်လှုပ်ဆော်ပေးနိုင်လို့ side effect လုံးဝမရှိတဲ့အပြင်ယောဂကာကွယ်မှုနဲ့ခုခံအားကောင်းမှုပေါ်အများကြီးအထောက်အကူဖြစ်စေပါရဲ့နော်အဲ့လိုဆိုရင်တော့အသားတော်တော်တိတာတတ်ပါတယ်ဖြူလာပေါ့ဟုတ်ညီမတို့ဆိုင်မှာနာမည်ကြီးမီတာမင်နဲ့ဆယ်လီတွေမကြာခဏလာလို့ကြာရနော်မနင်းသမီးလာလို့တယ်ဆိုဈေးကြီးမှာပေါ့ငါအသားပဲဖြူချင်တာပတ်စံကုန်ခံနေတာမဟုတ်ငွေရှင်းမို့နဲ့တော်တော်ကောင်းနေပြီလေဟိုဝန်ထမ်းနေပါလေဆိုရော discount ရတယ်ဟုတ်ရရဲမဟုတ်ညီမကိုထုတ်ဖို့ရှိလားညီမတရားရောက်ထုတ်ဖို့ရှိလားအလုပ်လုပ်ချင်လို့ပါ